Okay ဒီနေ့တော့ Undaunted ဆိုတဲ့World War 2ပေါ့နော်ဒုတိယကမ္ဘာစစ်မှာနှစ်ဖက်စစ်တိုက်တဲ့ game လေး iSeries တွေက base game ဖြစ်တဲ့ Undaunted Normandy ဆိုတဲ့ဟာလေးကိုဖွင့်မယ်ဖွင့်မယ်ဆိုတော့ဒီ game ကဒီမှာတော့2 player ပဲပေါ့နော်တစ်ဖက်ကallies တွေပေါ့Britain တို့ USA တို့ဟိုဘက်ကကြတော့Nazi Germany ပေါ့ Hitler တို့player တယောက်ကိုတစ်ဖက်စီတိုက်ရမှာ campaign game တော့မဟုတ်ဘူး scenario 12ခုပါတယ်လို့ပြောတယ်map တွေချမယ်unit တွေတင်မယ်နောက်ပြီးအဲ့ဒါမှတော့ deck building နဲ့ဆိုရမှာ unit တွေကကိုယ့်ရဲ့ deck ထဲမှာရှိနေကတ်တွေပေါ့နော်ပြန်တော့အရင်ကမခောက်တော့ war game စောကျင်တဲ့ board game နဲ့ war game ရောထားတာပေါ့war game လည်းမစောကျင်ဘူး board game ဆန်တာလေးစောကျင်တယ်ဆိုတော့ရမယ်ဒီဟာမျိုးunit တွေပါမယ်တော့ဒီ Osprey Games ရဲ့ဒီလိုအတိုင်းနဲ့ component ရိုးရိုးရှင်းရှင်းရင်းလည်းကောင်းမနေဘူးတုံးကင်းတွေပါမယ်ကတ်တွေပါမယ်ဒါပဲတုံးကင်းတွေကလည်းတိတ်တော့မိုက်နေဘူးဒါကဂျာမနီဘက်ကအလိုက်ဘက်ကတက်ပါမယ်ပြီးရင်မတ်တာတွေပါမယ်ဒါလေးပဲနှစ်ယောက်ပြန်ရတယ်ကြိုက်တယ်ပြီးတော့အရင် setup ကလည်းအရင်မရှုပ်ဘူး game play ကလည်းအရင်ရှုပ်မနေဘူးအဲ့လို game မျိုးဆော့တယ်ဆိုတော့ Undaunted ကိုဝယ်တင်ပါလေဒါပါပဲ